လျှို့ဝှက်ချက်တွေစတင်လာတဲ့အခါမှာတော့လီနာဟာအယုတ်အိမ်ရဲ့နံရံမှာအရင်ကမရှိခဲ့တဲ့ရွှေရောင်တောပေါက်ကလေးတစ်ခုကိုစတင်တွေ့ရှိခဲ့ပါတယ်။အဲ့ဒီတောပေါက်ကလေးကနေစမ်းကြဲတဲ့အလင်းတန်းတွေနဲ့အတူတဲသိမ်းမြသောတီတိုပြောဆိုသံတွေထွက်ပေါ်နေပါတယ်။အိမ်ထဲမှာရှိတဲ့ Max ကတော့အပြင်ဘက်ကလီနာရဲ့လှုပ်ရှားမှုတွေကြောင့်မြို့လေးထဲမှာဘေးအန္တရာယ်တစ်ခုခုဖြစ်မှာကိုစိုးရိမ်နေပါတယ်။သူကမြို့သားတွေကိုလုံခြုံရာမှာပုံခိုင်းနေပြီးသူကိုယ်တိုင်ကတော့လီနာကိုတခုခုမလုပ်ဖို့လက်ဟန်ချီဟန်နဲ့တားဆီးဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့လီနာကတော့သူမရဲ့ကစားစရာတစ်တာတွေကတော့အသေးလေးတစ်ချောင်းကိုတုံးပြီးဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမတော့ကိုလှည့်လိုက်တဲ့အခိုက်အတန့်မှာပဲအယုတ်မြို့လေးတစ်ခုလုံးငလျင်လှုပ်တယ်လို့တုံခါသွားပြီးအဖြူရောင်အလင်းတန်းကြီးဖုံးလွှမ်းသွားပါတယ်။အဲ့ဒီနောက်မှာတော့အင်္ဂလိပ်ရဲ့အလေပဟိုမှာအရင်ကမရှိခဲ့တဲ့လျှို့ဝှက်အခန်းတစ်ခုပေါ်ထွက်လာပါတယ်။ Max ဟာတတိရှိရှိနဲ့အဲ့ဒီအခန်းထဲကိုလှမ်းဝင်သွားပြီးလီနာနဲ့ Max တို့ရဲ့ကဘာနှစ်ခုကြားကအတားအဆီးတွေကလည်းစတင်ပြိုလဲသွားပါတော့တယ်။အတိတ်ကဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်ကြီးကတော့အခုမှစတင်ပေါ်လာတော့မှာဖြစ်ပါတယ်။ Luna's gaze a quiet hum where the tiny new days come.